သိချင်းနဲ့ကဘာလို့လဲဟာလားလေးသိချင်းဆိုတာတကယ်တော့လေးအသိချင်းလို့ပြောမှာလားဘာဖြစ်လို့ဆိုတော့အသိချင်းရဆိုတဲ့စကားလုံးကမရေမတွက်နိုင်ဘူးသိချင်းဆိုရင်ရေတွက်နိုင်တယ်ဒီလိုသိလို့ရှိတယ်အသိချင်းရမရေမတွက်နိုင်တဲ့ကဘာကိုကမရေနိုင်တော့ပါဘူးဗျာဆိုပြီးတော့လေးကအဲ့ဒါအသိချင်းရခေါ်တယ်အဲ့လိုအသိချင်းရမရေမတွက်နိုင်တဲ့ကဘာကလေးကရေတွက်လို့ရတဲ့ကဘာကတသိန်းပါရမီတော်တွေဖြည့်ဆည်းဖို့တော်မူရပါတယ်အဲ့တော့ပါရမီတော်ဆိုတာကလည်းမြင့်မြတ်တဲ့လုပ်ငန်းတွေတာမန်ပုဂ္ဂိုလ်တွေမလုပ်နိုင်တဲ့လုပ်ငန်းမျိုးတွေကိုဒါပါရမီလို့ခေါ်အဲ့ဒီတည်းမှာတခါရိုးရိုးရှိတဲ့ပါရမီအလတ်သားရှိတဲ့ပါရမီအညတ်သားရှိတဲ့ပါရမီရဲ့ဆိုပြီးတော့သုံးမျိုးသုံးလားကထားပြီးတော့တွဲပြန်နေတယ်အမြတ်သားဆိုတာအသက်တော်စွန့်ပြီးတော့ရှိရတဲ့ပါရမီမျိုးအလတ်သားကြတော့အင်္ဂါကြီးနဲ့မျက်စိတို့ဘာလို့စာကြည့်တော့ထုတ်ပြီးတော့လူတိုင်းနဲ့စာကြည့်တော့ရှိရတဲ့ပါရမီမျိုးတာမန်တော့ရှိတာမျိုးကိုတော့ဒါနအလတ်သားကြည့်တော့ပြင်ရိုးရိုးပါရမီအဲ့လိုပါရမီအမျိုးသားနဲ့ပဲရှိတော်မူရတယ်နောက်တစ်ချက်ကဒါကပညာကြီးကဘုရားများပြောတာပညာထက်တဲ့ပုဂ္ဂိုလ်တွေပေါ့ခုနကဟုတ်လားညာကောင်းတဲ့ပုဂ္ဂိုလ်ပညာထက်တဲ့ပုဂ္ဂိုလ်များကျတော့ဆယ်ရန်ဟောလာတဲ့နေ့ချင်းနဲ့အောင်သွားတယ်ဒီနေ့တရားနဲ့တက္ကသိုလ်ကြီးဟုတ်လားတက်ပြီးတော့လည်းဟုတ်လားဒီနေ့က9နှစ်လောက်တော့ဘွဲရသွားတယ်ဒါကကွန်ပျူတာနဲ့ကြတော့ဟုတ်လားခုနကမျိုးကွန်ပျူတာတွေရတယ်ဟိုပါရမီဘွဲရတယ်စသည်သွားတယ်ညာကောင်းရင်ဉာဏ်ပြီးသွားတာဉာဏ်ပြီးသွားတာညာမကောင်းလို့ဆိုလို့ရှိရင်တချို့ဆယ်ရန်လောက်ခုနကစိတ်ကစသည်ခုနနေ့ချင်းနဲ့ဆယ်ရက်အစတော့ဒီကြမှာအောင်ရတယ်အဲ့တော့ဘုရားဖြစ်တော်မူဖို့ဆိုရင်လည်းဉာဏ်သက်တဲ့ဘုရားများညတာဘုရားများမှာတာခုလိုလေးသိခြင်းတဲ့ကဘာလို့သိပြောတာဟောသရာဓိကလို့ခေါ်တဲ့သရာအကောင်းပြီးတော့မှငါဘုရားဖြစ်ရမယ်ဆိုတဲ့ယုံကြည်ချက်အကောင်းပြီးတော့မှပါရမီဖြည့်တဲ့ဘုရားမျိုးကြတော့ဖြစ်သိခြင်းတဲ့ကဘာတည်းမရေမတွက်နိုင်တဲ့ကဘာကိုကရှစ်ခါရေတွက်လို့ရတဲ့ကဘာကတသိန်းအဲ့လားပါရမီတွေဖြည့်ဆည်းဖို့တော်မူမှာဘုရားဖြစ်ကိုရောက်တော်မူတာအဲ့ဒါသရာဓိကဘုရားများနော်ပညာလည်းတလောက်မထက်ဘူးသရာကလည်းတလောက်မရှိဘူးသူကတော့ကြိုးစားမှုနဲ့ပဲလုံလအားထုတ်မှုနဲ့ပဲဆိုတော့ဘုရားလောင်းများကြတော့16သင်္ချေတောင်ပါရမီဖြည့်ရတယ်ကဘာတသိန်းကတော့အစွန်းတွက်ပေါ့16သင်္ချေဆိုတော့ရေတွက်ကြည့်လိုက်တော့ခုနပြောလို့16ဆိုတော့16ခါမရေမတွက်နိုင်အောင်16ခါဆိုတော့ဟုတ်လားဆိုရင်ကဘာလို့လောက်နေကြတယ်လဲ
ပွင့်တော်မူဖို့ကလည်းအလုံးမတန်မှခဲရင်းနေအဲ့တော့အဲ့ဒီလိုဘုရားပွင့်တော်မူဖို့ခဲရင်းနဲ့မခဲရင်းမိတို့တည်းကိုဘုရားလက်တော်သင်္ချာမရှိဘူးပဲသာသနာတော်ရှိတယ်အဲ့ဒီဘုရားသာသနာတော်ရှိနေတဲ့အခါမှာမိမိတို့တည်းသူ့ဘဝကိုရ